ဘာမှမချင်ဘူးမဟုတ်ကျွာတယ်ဟိုကကြော်မလားတော့ပါလားပြုံးကြီးတယ်အလိုမရှိတာအဲ့လေကြော်စားမှာပြုံးကြီး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 ဝုံပါနေအဲ့မနေ့ခင်းကြတယ်ကြတယ်အဲ့ဒါလေးကြော်မလားတော့ပြုံးကြီးကြော်ကြပြုံးကြီးလာပြုံးကြီးကြော်ဘူးသီးတို့ကြော်အကျော်လိုကြော်တာပြောရတာမုန်းနေကြပြီဟုတ်တယ်ဒီတိုင်းကြော်ခင်းချက်တာလေနင်းကြတာအဲ့တော့ပြုံးကြီးနဲ့ပြုံးကြီးဟဲ့တဲ့တာပြုံးကြီးတယ်ဗျာမကြဘူးပြုံးကြီးအတက်ဆိုင်မေတွေးတိုးတယ်ပြုံးကြီးမပြုံးကြီးကိုလည်းကြိုက်တယ်我俩那年来讲呢，你们学东家最多的来看，我这你们我还ပြုံးကြီးအတက်ဆိုင်ဆိုတော့ဒါပေမဲ့ပြုံးကြီးကိုမကြိုက်တာ多တယ်吃。မင်းကပြုံးကြီးအားကြိုက်တာမကြိုက်咱们家俺女的，我做起来了，有比人家。မကြိုက်ဘူးလေဟိုလိုမျိုးတော့စားပါလေဟိုလိုမကြိုက်တာလည်းမစားရဘူး做起来就烧了干嘛？စားရစားတယ်ဒါပေမဲ့ဟိုလို别မျိုး人看不着过来，我话说，你看嘛，等于做我们的，哎呦，阿姐嘛，阿姐嘛，ဟိုလိုကြီးတွေပဲ我有那တွေ့ဘူးလားလေ我有那吃了的，怎么女家啦，我都哎啥，现在人家做起来，就讲你做什么的，俺们做起来的，我还做的，你做起来啥家啦？你看呀，爸妈吃不行的。မင်းအဲ့လိုပြောဈေးသွားပေးမှာပေါ့အစောကြီးဈေးသွားပေးမှာပေါ့အဲ့ဒီမိသားစုကဝယ်ချက်တွေ့မှာပေါ့ဘာသားချင်းဘာမှမလုပ်ဘူး။ဘာမှမလုပ်ဘူး။မရမရှိရလို့ရတယ်။အဲ့ပြောပြီးတော့ကျွန်တော်လည်းအဲ့ပါဒီနေ့ကြံနေတာဘယ်လိုကြံသေးလဲ။ဘယ်လိုအနေနဲ့ကြံနေလဲပဲဟင်းလေးနဲ့ကြံသေးတယ်။အဲ့ပဲရဒီနေ့ပချိပချိနဲ့ပါအဲ့မရရှိရစားရတယ်နော်။မစားရတော့စား။ဒီဘုံဒီပတ်တဲ့လို့တက်ကြဝဲဆိုတော့ဒီအဲ့ဒီကနာတဲ့မရှိပါဘူး။ဒါစားပြီးတော့ပြေးသွား။ဘာသာ။ဘယ်လိုဘာသာ။မလို့စားစဘော။ဟိုဝါရလက်ကမလာဆိုင်က2000နဲ့ပြင်လိုက်